channel မှာရှိနေတဲ့တကယ်ချင်းအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာ app mining နောက်ထပ်တစ်ခုနဲ့ပတ်သက်ပြီးပြပေးပါမယ်ဒီ app mining ရဲ့နာမည်ကတော့ Celia app mining ပေါ့နော်ဆိုတော့တချို့ memory ကတော့လောက်ထားလောက်မယ်ဒီ app mining ကိုဒါပေမဲ့မလောက်ရသေးတဲ့လူတွေကျွန်တော်အကုန်လုံးအတူတူစပြီးတော့လုပ်လို့ရတာပေါ့နော်ဆိုတော့ဒီထဲမှာသူ့ရဲ့နည်းနည်းပပ information လေးတွေရဲ့နောက်ဘယ်လိုမျိုး register လုပ်ရမလဲ mine ဘယ်လိုလုပ်ရမလဲဘာညာနဲ့ပတ်သက်ပြီးပြောပြပေးပါမယ်ဒီ Celia mining က2023အလဲပိုင်းလောက်ကလေးကစပြီးတော့သူတို့ရဲ့ဒီ app က launch ဖြစ်ထားတာပေါ့နော်ဆိုတော့ MRD Celia token CLT ဆိုတဲ့ဟာလေးတွေကို mine လုပ်လို့ရနေတာပေါ့2024 September အကုန်လုံးမှာသူတို့ဘက်ကတော့ Celia ရဲ့ exchange ကိုသူတို့ officially launch လုပ်လိုက်တယ်ဆိုတော့ကျွန်တော်တို့ဒီ app mining တွေလုပ်နေတယ်မှာ unique ပေါ့နော်အခုလက်ရှိဒီ unique ကလည်းကျွန်တော်လုပ်နေတာကသူက exchange ရှိပြီးသားဆိုတော့အဲ့ဒါကိုမှကျွန်တော်တို့ airdrop ယူနေတဲ့ပုံစံမျိုးနဲ့အခုကဒီ Celia ကိုလည်းကျွန်တော်အဲ့လိုမျိုးပုံစံမျိုးနဲ့ယူလို့ရတယ်ဆိုတဲ့သဘောပေါ့နော်ဆိုတော့ global user base ကကျတော့2 million user တွေတောင်ရှိတယ်နိုင်ငံပေါင်း90နီးပါးကလူတွေဒီဟာကိုတုံးကြတယ်။နောက် Android မှာကျွန်တော်တို့ download ကလည်း 1.5 million လောက်ရှိတယ် social media following တွေကလည်း1 million လောက်ရှိတယ်ဆိုတော့မစိုးတော်တော်မိုက်တယ်လို့ပြောလို့ရပါတယ်။ကျွန်တော်ကလည်းအခုမှအားလုံး app mining တွေကိုစပြီးတော့လုပ်နေတာဆိုတော့တချို့တွေအတွက်ကဒါလနဲ့ချီပြီးတော့လုပ်ထားတဲ့လူတွေလည်းရှိကောင်းရှိနိုင်တယ်ကျွန်တော်တို့အခုမှစတာဆိုတော့စကြရအောင်ဆိုတော့ကျွန်တော် link လေးတစ်ခုပေးထားမယ်။အဲဒီ link ကနေတစ်စင်းဝင်လိုက်ပါပြီးရင်ဒီမှာ get it on Play Store ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်ပါမယ်နော်။ဒီမှာ Celia Global ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော် install လုပ်လိုက်ပါမယ်ခဏလေးစောင့်မယ် installation ပြီးသွားပြီဆိုရင်အထက်မှာကျွန်တော် register လုပ်ရမယ့်နေရာလေးပေါ်လာလိမ့်မယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်လုပ်ကြပါမယ်ကျွန်တော်ရဲ့ link ကနေဝင်ကျွန်တော်ရဲ့ referral link ကreferral code ကပါပြီးသားဖြစ်လိမ့်မယ်ဆိုတော့အဲ့ referral code ကိုထည့်ပေးတယ်ဆိုရင်လည်းကျေးဇူးအများကြီးတင်ပါတယ် okay အဲ့ဆိုရင်ကျွန်တော် open လုပ်မယ်ဒီလိုမျိုး notification တောင်းနေဆိုရင် allow ပဲလုပ်လိုက်ပါเนาะအဲ့ဒါပို့ပြီးတော့အဆင်ပြေပါတယ်เนาะပြီးဒီမှာ continue လုပ်လိုက်မယ်ပြီးရင်ဒီမှာ create account ဆိုတာလေးကိုကျွန်တော်နှိပ်ရမယ်ဆိုတော့အဲ့ဒါလေးကိုနှိပ်လိုက်ပါ create account လုပ်လိုက်ပြီဆိုရင်ဒီမှာကိုရဲ့ email ထည့်မယ် password ထည့်မယ်ယောက်ျားလေးမိန်းလေးလားဆိုတာရွေးမယ်ပြီးရင်ကိုရဲ့နိုင်ငံကိုရွေးမယ်ကျွန်တော်ကကြတော့ member တယောက်ရဲ့ referral code နဲ့ပဲကျွန်တော်တို့က link ကိုဝင်တာဒါပေမဲ့ခတ်တာဒီမှာ referral code မပါဘူးဆိုတော့ကျွန်တော်သူ့ရဲ့ဟာလေးကိုထည့်လိုက်မယ်ဆိုတော့ကျွန်တော်ရဲ့ referral code ကနေပြီးဝင်ချင်တဲ့ member တွေလည်း referral code ကိုကျွန်တော် copy လုပ်ပြီးတော့ပေးထားမယ်အဲ့ဒီကနေတစ်ဆင့်အဲ့မှာ copy လုပ်ပြီးတော့ဒီမှာထည့်လိုက်လို့ရပါတယ်အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော် continue ဆိုတာလေးကိုနှိပ်လိုက်ပါမယ်နော်ကျွန်တော် continue လုပ်လိုက်ပြီဆိုတာနဲ့ကိုရီးယား email ထဲမှာသူတို့ဘက်ကနေပြီးတော့ code လေးပို့လိုက်မယ်အဲ့ဒါက email ရဲ့ YoYo inbox မှာအကေးမလာဘူးဆိုရင် spam folder ကိုစစ်ကြည့်ပါ spam folder မှာပေါ်လာပါလိမ့်မယ်เนาะဆိုတော့အဲ့ဒီကနေတစ်စင်းသူတို့ပေးတဲ့ code လေးကိုထည့်လိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်အထက်ထဲရောက်သွားလိမ့်မယ်ဒီမှာ mine လောက်ရမယ့်နေရာလေးရှိတယ်ဆိုတော့ mine ကကျွန်တော်လက်ရှိစပြီးတော့လုပ်လို့ရအောင်မှာမဟုတ်ဘူးဆိုတော့တစ်ချက်လောက်မှာလုပ်ကြည့်ရအောင်ဒီမှာကြည့်ပါ verify your KYC to unlock all the benefit okay ဆိုတော့ကျွန်တော်အနောက်ပြန်ထွက်လိုက်မယ်ကျွန်တော်ဒီမှာ KYC နေရာကိုလာလိုက်မယ်ပြီးရင် verify now ဆိုတာကိုနှိပ်လိုက်ပြီဆိုတာနဲ့သူတို့ဘက်ကနေပြီးတော့ code လေးတွေဟို pass phrase ပေါ့နော်ကျွန်တော်ရဲ့ဒီ pass code လေးတွေပေးလိုက်မယ်သို့မဟုတ်လည်း pass phrase တွေဘာမှမဆိုအဲ့ဒါလေးတွေကိုတေချာလေးတင်ထားလိုက်ပါတနေ့နေ့မှာရေးပြီးတော့မှတ်ထားပါ screenshot လည်းရိုက်ချင်ရိုက်ပါ screenshot ကတော့ဘယ်သူမှ recommend မလုပ်ဘူးပေါ့နော်ချရေးတော့ပဲအားလုံး recommend လုပ်ကြတယ်ဒါပေမဲ့အဆင်ပြေ logo မမီရလွယ်လို့အဲ့ဒါလေးကိုတစ်ချက်လောက်မှတ်ထားလိုက်ပါเนาะပြီးရင်သူတို့ဘက်ကနေပြီးတော့ရွေးခိုင်းမရွေးခိုင်းအဲ့လိုပေါ့ဘယ် number ကဘယ်စကားလုံးလဲဆိုတော့ရွေးခိုင်းမရွေးခိုင်းဆိုတော့ကျွန်တော်အရှိကိုဆက်ပြီးသွားပြီဆိုရင်ပြောပြပါမယ်ကျွန်တော်တို့ကအစအဆုံးထည့်ရမှာပါเนาะအဲ့ဒါကို screenshot ရိုက်ပြီးတော့မှတ်ပြီးသွားပြီးတော့မဟုတ်လည်းတန်းတန်းမှာရေးပြီးတော့မှတ်ပြီးသွားပြီဆိုရင်တို့တစ်ကနေပြီးတော့12အထိတို့12လုံးပေးထားဆိုတော့တစ်ကနေ12အထိလုံးကြီးကိုကျွန်တော်ထည့်ရမှာဆိုတော့အဲ့ဒါလေးကိုမှန်အောင်ထည့်လိုက်ပါအဲ့ဒါဆိုရင်အဆင်ပြေသွားမယ်ဒီမှာလည်းလာကြည့်ပါ you are verified ကျွန်တော် verify ဖြစ်သွားပြီဆိုပြီးတော့ပြောတာပေါ့เนาะဆိုတော့ဒီမှာကျွန်တော် mine ကိုစပြီးတော့နှိပ်မယ်ပြီးရင်ဒီမှာ mine ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်လိုက်ပါမယ်အဲ့ဒါဆိုရင်ကြောင်ညာအခု second 30တခါလေး second 50 60ဘာမှပြောလို့မရဘူးအဲ့ဒါလေးတွေကြည့်ကောင်းကြည့်ရနိုင်တယ်ဆိုတော့အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော် mining ကစလိုက်မယ် mining က4နိုင်တစ်ချိန်ဝင်ရတယ်လို့တော့လက်ရှိကျွန်တော်တွေ့ထားတာပေါ့နော်ဆိုတော့ဒီဟာလေးပြီးရင်တစ်ခါလေးဝင်ကြည့်မယ်app mining တွေကကျွန်တော်တော်တော်များများတွေက24နိုင်တစ်ချိန်ပဲများတယ်တချို့ဟာတွေ12နိုင်တစ်ချိန်အဲ့မှာ spot protocol တခုပဲ12နိုင်တစ်ချိန်ဒီဟာက4နိုင်တစ်ချိန်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်း4နိုင်တစ်ချိန်လုံးကြီးတော့ဝင်ဖြစ်မှာမဟုတ်တရက်ကို2ခေါက်3ခေါက်လောက်တော့စူးစမ်းပြီးတော့ဝင်ဖြစ်မယ်လို့ထင်ပါတယ်ဒီမှာကြည့်ပါဟုတ်တယ်နော်သူက4နိုင်တစ်ချိန်ကျွန်တော်တို့ဒါဝင်ပြီးတော့လုပ်ရမယ်ဆိုတဲ့သဘောပါကျွန်တော်တို့ဒီ point တွေကကြတော့အကဲကိုက referral link တစ်ခုကို referral code တစ်ခုကိုကနေဝင်နေဆိုရင်ကိုရောအရှိရလူရော point 900ရတယ်ဆိုပြီးတော့ဒါကျွန်တော်သိထားတာပေါ့နော်
နည်းနည်းလေးအောက်ဆင်းနေဆိုရင်ဒီမှာ leaderboard အထဲမှာဘယ်သူတွေဘယ်လောက်တွေ mind လောက်ထားတယ်ဆိုတာတွေဒါကျွန်တော်တွေ့ရတာပေါ့နော်ပြီးရင် invite ကကြတော့မတငယ်ချင်းတယောက်ကိုခေါ်ချင်တယ်ဆိုရင်ဒီမှာ invite ဆိုပြီးတော့ဒီ code လေးကိုပဲ copy လုပ်ပြီးတော့ပေးလိုက်အောင်ပဲအဲ့ဒါဆိုရင်သူတို့ကိုယ့်ရဲ့ referral code နဲ့ဝင်လို့ရတာပေါ့နော်ဒီမှာ social media တွေသူတို့ဆက်ရှိမယ် social media အထဲတော့ဝင်လိုက်တယ်ဆိုရင်ဒီမှာTwitter ရဲ့ Telegram ရဲ့ဘာညာပေါ့အဓိကတော့ Twitter နဲ့ Telegram ပဲအဓိကကြာတာပေါ့ဆိုတော့အဲ့ဒါလေးတွေကိုတော့ follow လုပ်ထားလိုက်ပါ။နောက်ကိုလည်းသူတို့ဆီကနေပဲ update လေးတွေသိရတာပေါ့။နော်ဒါ12နိုင်အရင်ကမှသူတို့ရဲ့post တစ်ခုတင်လာတာ iOS မှာပေါ့နော်Android မဟုတ်ဘဲနဲ့ဒီ Apple သမားတွေလည်းဒါ live ဖြစ်ပြီးဆိုပြီးတော့ပြောထားတာဆိုတော့ဒီဟာကတော့ iOS သမားတွေရော Apple သမားတွေရောနှစ်ခုလုံးနောက်အုပ်စုလုံးအဆင်ပြေပါလိမ့်မယ်ဒါလေးကို mind လောက်ရတာပေါ့ပြီးရင် Telegram ကိုလည်း follow လုပ်ထားလိုက်ပါကျွန်တော်တို့ဒီမှာ mining power ပေါ့နော်ဒီ mining power ကိုကျွန်တော်တို့ mining point တွေကိုboost လုပ်လို့ရတယ်ဒါပေမဲ့ boost လုပ်ဖို့တော့ကကျွန်တော် option ကနှစ်ခုပဲရှိတယ်တစ်ခုကကျတော့ staking streak ပေါ့နော် streak ရဲ့ referral ရဲ့ဆိုတော့တစ်ချက်တော့ကျွန်တော် boost နာအောင်နေကြည့်အောင် Okay boost your mining rate with streak point ပေါ့နော် streak ဆိုတာကကျွန်တော်ကြားမှာလည်းတစ်ခေါက်ရှင်းပြခဲ့ဘူးတယ်အဆက်မပြတ်ဝင်တာကိုပြောတာဥပမာပြအခုကျွန်တော် time farm ဝင်နေတယ်ဆိုရင်ဒီ daily login နဲ့ကျွန်တော်မပြတ်ဘဲနဲ့ဝင်တယ်တော့မဟုတ်လဲ blum သမားတွေပေါ့နော်ရက်50တွေရက်80တွေရက်100တွေအဲ့လိုမျိုးတွေကိုလုံးဝမပြတ်ဘဲနဲ့ဝင်နေဆိုရင်အဲ့ဒါကျတော့ streak လို့ခေါ်တာပေါ့နော်အဲ့ဒါရဲ့နောက်တစ်ခုကကျတော့ referral ကနေပြီးတော့လည်းဒီ boost ကရနိုင်တယ်ဒါပေမဲ့ referral ကနေပြီးတော့ဘယ်လောက်ထိ boost ရမလဲဆိုတာဒါမရေးထားဘူးဆိုတော့ကျွန်တော်လည်းလက်ရှိပြောလို့မရအောင်ဆိုတော့ကိုအကေဝင်နှစ်ခုလုံးလုံးနိုင်တယ်ဆိုရင်ပိုကောင်းတယ်သို့မဟုတ်အကေလုံးဝ referral ကမလုံးနိုင်ဘူးဆိုရင်လည်းဒီ streak နဲ့ကိုရဲ့ mining power လေးတွေကို boost လုပ်ပါအကေဝင်တခြားလူတွေကမေ့သွားခဲ့တဲ့ဘာညာဆိုတော့ဖြစ်ခဲ့တယ်ဆိုရင်တော့ကိုတွေကတခြားလူတွေထပ်တော့တာဝါမှာလုံးဝသိကြတာပေါ့နော်ဆိုတော့ဒီ time မှာ trader တို့အများကြီးဘာမှပြောစရာမရှိသေးဘူးကျွန်တော်တို့အခုမှစလုပ်တာဆိုတော့ဒီအရင်တော့ရှိခဲ့တဲ့ဒီ token claim လုပ်တာတွေပိုင်းညာနဲ့ပတ်သက်တဲ့ update လည်းကျွန်တော်ပေးစရာမလိုသေးဘူးဆိုတော့ထပ်ပြီးတော့တခုခုဒီဟာနဲ့ပတ်သက်ပြီးတော့ထူးတယ် update လာတယ်သိရတယ်ဆိုတော့ကျွန်တော်မကနေပြီးတော့ပြောပြပါမယ်ဗီဒီယိုလေးကိုဒီမှာပဲတင်လိုက်ပါမယ်เนาะကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် Telegram channel YouTube channel လေးတွေအားလုံး join ပေးထားပါကျေးဇူးပါကြည့်ပေးတဲ့အတွက်